CNA ဆိုတာနာမည်ပဲရှိတယ်အဲ့ဒီခေါင်းစဉ်အောင်မှာအလုံးလုံးနေတဲ့လူတွေကစကားစားတွေနဲ့နေပေါင်းများစွာလဲဝချင်းရိုက်လာတဲ့လူတွေအခုချင်းပြည်မှာခင်ဗျားတို့ CNA CNF နဲ့ပတ်သက်တဲ့လူတိုင်းတေးချစဉ်းစားကြခင်ဗျားတို့အခု CNA CNF ကဒီတော်လိုင်းမှာရှုံးသွားတယ်ဆိုလို့ရှိရင်ဘယ်သူတွေကနေနာမလဲ CNA CNF ကောင်းဆောင်တွေအကုန်လုံးနိုင်ငံခြားမှာသူတို့မိမတွေနဲ့အေးဆေးရေနံတူးနေုံပဲအစားတော့ပြတ်မှာမဟုတ်ဘူးအဲ့ဒါသူတို့နိုင်ငံခြားမှာလေဒီကျွန်တော်ပြောတယ်လို့မျိုး reform ပြန်ပြီးမှမလုပ်ကြဘူးအချင်းချင်းပြန်ပြီးမှမဆွေးနွေးကြဘူးဆိုလို့ရှိရင် CNA CNF ထောက်ခံတဲ့ဖွဲ့စည်းတွေအကုန်လုံးပြတ်သုံးသွားမယ်တကယ်ပြောလားမယုံမရှိနဲ့တော်လိုင်းရေးကာလမှာကိုလူမျိုးအချင်းချင်းဆိုတာမရှိဘူးကိုလူမျိုးအချင်းချင်းမဖြစ်ရဘူးဘာညာကွဒါကလူမှုရေးအမြင်နိုင်ငံရေးအမြင်မဟုတ်ဘူးကိုလူမျိုးအချင်းချင်းမဖြစ်ရဘူးဆိုလို့ရှိရင်အခုစကိုင်းမှာမီးရှို့နေတဲ့လူတွေစကိုင်းကပြည်သူတွေကိုတတ်နေတဲ့လူတွေလည်းဗမာလူမျိုးတွေပဲလေအဲ့ဆိုစကိုင်းကပြည်သူတွေကအဲ့တဲ့မြန်မာစစ်တပ်ကြီးကိုတော်လန်ဆရာလို့လားမလို့ဘူးလေတော်လန်ရေးနဲ့နိုင်ငံရေးမှာကိုလူမျိုးအချင်းဆိုတာမရှိဘူးချီမမကောင်းရင်ချီမလက်မကောင်းရင်လက်မပဲအခုတကယ်လို့ CB နဲ့ CNA နဲ့တကယ်ချကြမယ်ဆိုလို့ CNA ကလုံးဝနိုင်စရာအကြောင်းမရှိဘူးနံပါတ်1လူဦးရေအရနံပါတ်2အင်အားအရနံပါတ်3နေမြေအရ CNA မှာတစ်ခါစစ်ကြောင်းထွက်900ကအပြင်ကလွယ်လို့မထွက်နိုင်ဘူး CNA မှာအင်အားက1200လောက်ပဲရှိတယ်300ကမင်းတက်က300ကကမ်ပလက်က300ကပလဲဝါကကျန်တဲ့နေရာကတော့ကျွန်တော်တို့မတူပြေကကျန်တဲ့100ကတော့ရောတော့ပေါ်တော့ပေါ့အခု CBD ကဥပမာပေါ့ CNA ရဲ့ဌာနချုပ်ချင်းလုံးဗီတိုရီယာကန်ကိုတကယ်တက်လာပြီဆိုလို့ရှိရင်အဲ့မှာရှိနေတဲ့တောင်ပိုင်းသားတွေကတနက်ဖောက်မှာမဟုတ်ဘူးဒါကတေချာပြီးသားအဲ့ဒါကြောင့်မလို့ CNA CNF တွေကဒီပွဲမှာနိုင်စရာအကြောင်းလုံးဝမရှိဘူးအဲ့ဒါကြောင့်မလို့ဒီပွဲမှာဟိုလူ CB ကနိုင်တယ် CNA ကနိုင်တယ်ဆိုတဲ့ပုံစံမျိုးမဖြစ်အောင်အခုလက်ရှိနေတဲ့ CNA CNF ခေါင်းဆောင်တွေကိုအပြောင်းလဲလုပ်ကြ reform လုပ်ကြဒီလိုမျိုးသွားကြဒီဟာမှကျွန်တော်တို့ချင်းပြအတွက်ဆင်ပြေမှာဒါမှမဟုတ်ရင်တော့ကျွန်တော်သုံးသပ်ကြည့်တာပေါ့နော် CBD ကလုံးဝ CNA လက်ရှိခေါင်းဆောင် CNA CNF တွေကပုံမှာယုံကြည်မှုရှိတော့ဒီကောင်လေးရှင်းနေတဲ့အခုငါတို့ရရှိထားလွတ်လပ်ရေးတွေကလည်းအကုန်လုံးဆုံးရှုံးသွားနိုင်တယ်ဒီကောင်လေးရှင်းနေတဲ့ငါတို့မလုံခြုံဘူးဆိုတဲ့အတွေးခေါ်မျိုးဝင်သွားကြပဲရှင်းပြောရမယ်ဆိုလို့ရှိရင်အခုငါတို့မတူပီတို့ကမ်ပလက်တို့မင်းလက်တို့ကိုဘုံကျဲနေတာဘယ်သူတွေကဘုံကျဲခိုင်းတာလဲမြေပြင်မှာစကားစားတယ်လည်းမရှိတော့ဘူးဒလန်လည်းမရှိတော့အကုန်လုံးလွတ်မြောက်သွားဘယ်ကောင်တွေကဘုံကျဲခိုင်းတာလဲဒီလိုမျိုးဟာတွေကမင်းတို့ငါတို့တူဦးတယောက်ကနေပုဂ္ဂိုလ်ရေးအရာဟိုနေရာမှာ CB ကောင်းဆောင်တွေရှိပါတယ်ဒီနေရာမှာတော့ AA တွေနဲ့ CB တွေနဲ့ဆွေးနွေးပါတရင်သွားပေးလို့မရဘူးစကားစားလည်းဒါမျိုးဆိုမယုံဘူးဒါမျိုးတွေကအဖွဲ့အစည်းတစ်ခုမီဒီယာတစ်ခုတွေကလုံးဝစကားစားတွေကယုံကြည်ပြီးမှအဲ့ဒီနေရာကိုဘုံကျဲတာအချိန်နဲ့တီးတီးကြကြနော်ဟိုတခါကျွန်တော်တို့ main တက်မှာဆိုလို့ရှိရင် CB ကောင်းဆောင်တွေအစည်းအဝေးလုပ်နေတဲ့အချိန်မှာပဲသူတို့ဘုံကျဲတာဒီလိုမျိုးတရင်တွေကမြေပြင်မှာစကားစားလည်းမရှိတော့ဘူးဒီလိုမျိုးတရင်တွေကစကားစားကိုမြေပြင်ကနေတွားပေးဖို့တော့မဖြစ်နိုင်တော့ဘူးဒါပေမဲ့ဘယ်သူတွေရှိတယ်လဲ CNA CNF တွေပဲဒီဘုံကျဲခိုင်းတာလေဒီကောင်တွေကို CNF မီဒီယာချင်းဝတ်တော့ခွန်နူးတုံတို့အဲ့ဒါကနေတစင်တရင်တွေပို့ပြီးမှဘုံကျဲခိုင်းတာဒီဟာတွေကို CBD ကောင်းဆောင်တွေကမသိဘူးမထင်နဲ့မင်းတို့ CNA CNF တွေအဲ့ဒါကြောင့်မလို့လက်ရှိနေတဲ့ကောင်းဆောင်တွေကိုအပြောင်းလဲလုပ်ကြအပြောင်းလဲလုပ်ပြီးတာနဲ့ဒီဖက်ကလူတွေကယုံမယုံဒါပေမဲ့ကျွန်တော်တို့ကောင်းဆောင်တွေအပြောင်းလဲလုပ်လိုက်ပြီဆိုလို့ရှိရင်ဘာပဲပြောစကားပြောကြမယ်တွေ့ဆောင်ဆွေးနွေးညီနိုင်ကြမယ်ဆိုလို့ရှိရင်စပွဲဝမ်းပေါ်အကုန်လုံးပြန်ပြီးမှရောက်လာကြမှာပဲဟုတ်တယ်မဟုတ်လားအဓိကတော့ CNA CNF ကောင်းဆောင်ပိုင်းတွေကိုလက်ရှိကောင်းဆောင်တွေကို reform လုပ်ဖို့လိုတယ်လူငယ်တွေနဲ့လုပ်လိုက်ဒါဆိုချင်းပြင်းဘာမှပြဿနာဖြစ်เสียအကြောင်းမရှိဘူး CNA CNF ဘက်ကလည်းလူငယ်ဒီဘက်ကလည်းလူငယ်ဆိုလို့ရှိရင်သူတို့တွေးကြရင်းနဲ့ Facebook မှာစာတွေပို့ကြရင်းနဲ့အပြန်အလှန်ယုံကြည်မှုပြန်ပြီးမှတည်ဆောက်လို့ရတယ်ဒီချိန်ကကျွန်တော်တို့ CB ကောင်းဆောင်တွေကသူတို့ရရှိထားတဲ့လွတ်လပ်ရေးတွေကိုလွယ်ကူဘယ်နည်းနဲ့မှဆုံးခံနိုင်တော့မှာမဟုတ်ဘူးသူတို့ရဲ့လွတ်လပ်ရေးကိုချင်းချောက်လာတဲ့လူတွေမှန်သမျှကိုလူမျိုးချင်းဆိုပြီးမှလည်းညာတော့မှာမဟုတ်ဘူးကျွန်တော်ဆုံးလာပြောတယ်နော်အဲ့တဲ့ NDF ရဲ့ကျွန်တော်တို့ချင်းပြည်မှာဘာဆက်ဖြတ်လာမလဲဆိုတော့ CNA CNF တွေကအချိန်မီရွေးဒီလိုမျိုးဟာမလုပ်ဘူးပြုပြင်ပြောင်းလဲရေးတယ်မလုပ်ဘူးဆိုလို့ရှိရင် NDF တွေက
CDF 嘛，他那就问代表说呢，没那片，弗兰我要了。你当班嘛嘞，CIA 是看嘞，1 2 3呢，搞米路的没差价。CIA 个谁讲那讲当，你讲嘛碰来用。Aku turu弗兰没有带你路吧了，不老看了，得巴了那巴了。CIA 说的看了，那从那班呢得拉了钱别了不都人难没难我来说了。你有单家的了后呢，别在那骗你做，没把变了呀，给啥没的。哎，咱们CIA 先阿后，个阿贝的路里个，把他一定破里了，地下先三家，底下CIA 先阿后，地方刚上里个，reform 方便了后，啊。PR ပေးကြအဲ့ဒါကအကောင်းဆုံးပဲဒီလိုမျိုးမဟုတ်ရင်တော့ကျွန်တော်တို့ဆောနာပြောတယ်လို့မျိုး CNA ဆင်အောက်တွေကစကားစားရင်လည်းခွာပြီးတော့မှချင်းပြည်နိုင်ငံရေးကိုကစားနေတာဒီဖက်လူငယ်တွေအကုန်လုံးသိကုန်တယ်ခုပူးစုစမ်းဆိုတာကျွန်တော်ဆောနာပြောတယ်လို့ CNA ဆင်အောက်တွေနဲ့စကားစားတွေကြားထဲမှာပေါင်းကူးသလားလုပ်ပေးနေတဲ့ဒီဟိုမရောက်ဒီမရောက်နိုင်ငံရေးသမားအဲ့ကောင်ဒီလိုမျိုးတွေအကုန်လုံးသိကုန်ပြီမင်းတို့နိုင်ငံရေးကစားမင်းတို့ဟိုမရောက်ဒီမရောက်မပြောတော့မင်းတို့နိုင်ငံရေးကစားလူတွေအကုန်လုံးသိကုန်ပြီအခုမင်းတို့ဖလန်မှာနိုင်တယ်လို့ဘာလို့မင်းတို့အဲ့ဒါမင်းတို့တည်တွင်းပဲမင်းတို့ဘယ်တော့မှနိုင်မှာမဟုတ်ဘူး NDF ကအဲ့ဒါ CDF မှာတော့စခန်းဝင်တိုက်ပြီဆိုတော့တောင်ပိုင်းအကုန်လုံးမြောက်ပိုင်းကိုတက်လာကြလိမ့်မယ်အဲ့တဲ့ချိန်ကျရင်တောင်ပိုင်းက CB နဲ့မြောက်ပိုင်းရဲ့ CB ရဲ့ဆုံမိုက်ကချင်းလုံးဖြစ်သွားမယ်အဲ့တဲ့ချိန်ကျမှဆွေးနွေးကြမှာငါတို့ငီအကူဆိုမရှိတော့ဘူးအဲ့တဲ့ချိန်ကျရင်ချင်းပြည်ရဲ့နိုင်ငံရေးစကားဝမ်းပေါ်မှာဆွေးနွေးကြမယ်ဆိုတာက CNA နဲ့ CB မဟုတ်တော့ဘူး CB ရဲ့ချင်းချင်းပဲဖြစ်သွားတော့မှာမင်းတို့ CNA တွေမှာအားလုံးသိနေတာပဲအင်အား1000ကျော်လောက်ပဲရှိတယ်အင်အား1000ကျော်လောက်နဲ့ CBD အင်အား800လောက်8000လောက်ကိုမင်းတို့ဘလုံးမခံနိုင်ဘူးလက်နဲ့ခင်ရမင်းတို့မှာဘယ်လောက်ရှိတယ်လူတွေအကုန်လုံးသိတာပဲမရဘူးအဲ့ဒါကြောင့်မလို့ကိုလူမျိုးအချင်းချင်းအင်အားနေတာပဲဖြစ်ဖြစ်များတာပဲဖြစ်ဖြစ်ဒီလိုမျိုးပြဿနာတွေမှာဖြစ်ရအောင် CNA ဆင်အောင်ကောင်းဆောင်ပိုင်းတွေကိုအများဆုံး reform လုပ်ကြအဲ့ဒါကကျွန်တော်တို့ချင်းလူမျိုးအားလုံးအတွက်အကောင်းဆုံးပဲ CNA ဆင်အောင်အားကိုးနေတဲ့အားပေးနေတဲ့ lobby တွေအနေနဲ့လည်းတိချစဉ်းစားကြဘလုံးမမင်းတို့မဖြစ်နိုင်အောင်ဖြစ်လာနိုင်စားလုံးဝအကြောင်းမရှိဘူးအခု PDF ကိုဇိုလန်တွေကဖလန်ကိုကူညီတယ်အင်အား30-40လောက်ပဲရှိသေးတယ်ခဏနေကျရင်အလုံးကြီးနဲ့တက်လာရင်အကုန်လုံးတက်ကြမယ်ဖက်ကြမယ်ဘယ်သူနိုင်တယ်မနိုင်ဘူးဆိုထားလိုက်ကွာလူငယ်တွေပဲအကုန်လုံးတေကုန်ပါလေတကယ်လို့တောင်ပိုင်းက CB တွေတက်လာပြီဆိုလို့ရှိရင် CIA မှာရှိတဲ့တောင်ပိုင်းရဲဘော်တွေခုငါနဲ့လောက်စကားအများကြီးပြောတဲ့ကောင်တွေရှိတယ်မင်းတို့လာရင်ငါတို့အကုန်လုံးလက်နဲ့ချမယ်ဆိုရလူတွေအဲ့ဒါကြောင့်လို့ဒီဟာတွေကလုံးဝမဖြစ်တာအကောင်းဆုံးပဲဒါပေမဲ့တကယ်ရှောင်လွဲလို့မရတော့ဘူးဆိုလို့ရှိရင်တော့ CIA ရဲ့နာကဒီတပတ်နှစ်ပတ်အတွင်းထဲမှာတော့မှတောက်သွားနိုင်တယ်ဘာဖြစ်လို့ CIA ကဟောင်းကိုရန်တို့ဘာတို့ကိုဒီပွိတယ်တို့ဘာတို့ဒီထိုးကျွေးပြီးမှချင်းပြည်နိုင်ငံရေးကိုကစားတယ်လေဒါကကျွန်တော်တို့အားလုံးခေါင်းအေးနဲ့စဉ်းစားရမယ်ပုဂ္ဂိုလ်ဆွဲတွေချစ်ချင်းမုန်းချင်းတွေမပါရဘူးနိုင်ငံရေးဆိုတာကစိတ်ခံစားချက်နဲ့လွတ်လို့မရအောင်အချက်လက်နဲ့သူ့မှာ theory ရှိတယ်ဥပမာကျွန်တော်တို့ CBD က1 army ဖွဲ့မယ်လို့သူတို့ပြောကြတယ်နော်1 army တကယ်လို့ CBD ကဖွဲ့လိုက်ပြီဆိုလို့ရှိရင် CNA အောက်ရအခန့်ကဏ္ဍချင်းပြည်မှာမရှိတော့ဘူးဘာလို့လဲ CNA အောက်ကစစ်လည်းမနိုင်ခဲ့ဘူးလေစစ်လည်းကြီးကျယ်နဲ့ကြိမ်ရှုံးထားတဲ့ထန်တလန်မှာဆိုတော့ CBD က1 army ဖွဲ့လိုက်ပြီဆိုလို့ရှိရင်အဲ့တဲ့ချိန်ကျရင်ဖလန်မင်းတက်တီတိန်မတူမာရာကမ်ပလက်ဆိုတာမရှိတော့ဘူးသူတို့1 army ဖြစ်သွားပြီလေ1 army ဖြစ်သွားပြီဆိုလို့ရှိရင်တော့ဟိုနေရာကိုလည်းပြဿနာရှာလို့မရတော့ဘူး CNA ကဒီနေရာကိုလည်းပြဿနာရှာလို့မရတော့ဘူးအဲ့ဒါကြောင့်မလို့ CNA ဒီ CBD က1 army မဖြစ်ခင်မှာ CNA ကအခွင့်ကောင်းယူရင်းမှသူ့ရဲ့လက်အောက်ခံဘာမှနိုင်ငံရေးနားမလဲပွိတယ်လို့လမ်းဘေးကခွေးတောင်းစားတွေကိုအသုံးချသွားတာဒီလိုမျိုးကျွန်တော်ထင်တာကခုပွိတယ်ပြီးရင်ဇုံမုံလာလိမ့်မယ်နိုင်ငံရေးနားမလဲဒါမှမဟုတ်ဂျန်နဲ့ဖွဲ့လိုက်ဖြစ်သွားနိုင်တာပဲသူတို့ဖွဲ့စည်းထဲမှာပညာမတက်ဆုံးနိုင်ငံရေးနားမလဲဆုံးတွေကိုအသုံးချပြီးမှစီရင်ရက်ဒီလိုမျိုးကစားတာအဲ့ဒါအဓိကဘာကိုကစားတာလဲဆိုတော့ CBD 1 army မှာဖြစ်ဖို့ဘာဖြစ်လို့ဆို
CB 1 army ဖြစ်သွားပြီဆိုလို့ရှိရင် CNA စင်အောက်ရခန့်ကဏ္ဍချင်းမြင်မှာမရှိတော့ဘူးလေအနေနဲ့အမြန်သူကအရှင်းခံရတော့မှာဆိုတော့သူကဒီမျိုးနွယ်စုလေးတွေကိုလိုက်ပြီးမှဆွပေးတာပေါ့ဒီလိုမျိုးဒီဟာတွေကိုနားလည်ဖို့လို့တယ်နိုင်ငံရေးကြဒီလောက်မှနားမလည်ဘူးဆိုလို့ရှိရင်တော့အဆင်မပြေဘူးဒီတိုင်းပဲဆက်သွားကြမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောပြမယ်ဒီတိုင်းပဲဆက်သွားကြမယ်ဆိုလို့ရှိရင်ချင်းလူပြည်သူတွေအများစုကပျော်စရာဖြစ်နေပေမဲ့တချို့လူနည်းစုတွေအတွက်ပျော်စရာဖြစ်မှာမဟုတ်ဘူးဒီတော်လှန်ရေးကဒါအတိချပြီးသားပဲဒီတိုင်းပဲဆက်သွားကြမယ်ဆိုလို့ရှိရင်ကိုက CBO အပေးလို့ CBO မြောက်ပြောတော့မဟုတ်ဘူးဒီတိုင်းပဲဆက်သွားကြမယ်ဆိုလို့ရှိရင်ဗီတိုးရီးယားကချင်းလုံကတလမခံဘူးသူပြုတ်လိမ့်မယ်ဘာဖြစ်လဲဆိုတော့ချင်းလုံဆိုတာကဥပမာကော်ရခါရင်ကျုံကော်ရခါတွေချင်းပြမှာမရှိဘူးကော်ရခါလိုမျိုးရင်ကျုံက CNA ဆင်အားဝယ်ရဲ့ကောင်းဆောင်ဆိုတော့သူ့ရဲ့လက်အောက်မှာရင်ကျုံရဲ့လက်အောက်မှာအသေးခံပြီးမှတိုက်ပွဲဝင်ပေးမယ်လို့မရှိဘူး CBD တကယ်တက်လာပြီဆိုလို့ရှိရင် CNA ဆင်အားဟိုထက်မှာရဲဘော်တွေအများစုကတောင်ပိုင်းသားတယ်တောင်ပိုင်းသားတွေချင်းတိုက်မှာမဟုတ်ဘူးလက်နဲ့လွယ်ကူနဲ့ဆွန့်လို့ကြမယ်ဆိုတော့ CNA ကတောင့်ခံနိုင်စရာသူ့ရဲ့အိမ်အောင်သူ့ရဲ့တော့တန်နေရစခံနိုင်မဲ့အနေထားမျိုးမှမရှိဘူး CNA ပြုတ်သွားဖို့များတယ် CNA ပြုတ်သွားပြီဆိုလို့ရှိရင်နောက်ဆက်တွဲနေနဲ့ဘာဆက်ဖြစ်လာမလဲဆိုတော့ဟာကားတွေထန်တလိုင်းနဲ့ CBD နဲ့နိုင်ငံရေးရစကားပြောဖို့အရင်ခက်ခဲသွားလိမ့်မယ်အဲ့တဲ့ချိန်ကျရင်ချင်းလုံကိုတင်းပြီးတာနဲ့ CBD ကဘာလုပ်မလဲဆိုတော့ဟာကားနဲ့ထန်တလိုင်းကိုလည်းတင်းမယ်ဟာကားနဲ့ထန်တလိုင်းကိုတင်းပြီးတာနဲ့ဘာလုပ်မလဲဆိုတော့စကားအရင်များတယ်ပြဿနာအရင်များတယ်ဆိုပြီးမှမာရှယ်လောထုတ်ပြီးမှစစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်လိမ့်မယ်ပြည်သူတွေကိုငြင်းပန်းနေဆက်ဖို့မဟုတ်ဘူးဟိုမရောက်ဒီမရောက်နိုင်ငံရေးသမားတွေကိုထောင်းတော့မှာအဲ့တဲ့ချိန်ကျရင်ချင်းနေမျိုးချင်းချင်း CBD ကပဲပြည်သူမှမနှိမ့်ဆက်ပါဘူးအားလုံးသိတဲ့အတိုင်းပဲချင်းမြန်မာ CBD ကအားလုံးထင်းချုပ်သွားတယ်ဆိုလို့ရှိရင်တေးချတယ်ဘယ်ပြည်သူမှဘာမှဖြစ်မှာဖြစ်ဘူးသူတို့နှိမ့်ဆက်မှာမဟုတ်ဘူးသူတို့ကလူငယ်တွေခေတ်တဲ့အတွေးခေါ်ယူဆနဲ့ကြေကြေပြက်ပြက်တွေးပြီးမှကြေကြေပြက်ပြက်အလုပ်လုပ်တယ်လို့လေခင်ဗျားတို့တိုက်ပွဲတပွဲတိုက်တယ်ဆိုတော့မြို့တစ်ခုကိုသိမ်းတယ်ဆိုတော့လွယ်တယ်မဟုတ်ဘူး CBD ဘယ်လောက်ထိသူတို့အသက်ပေးတယ်လဲခင်ဗျားတို့အားလုံးသိတယ်ချင်းပြည်သူတွေအားလုံးသိတယ်စစ်တိုက်တယ်ဆိုတော့အလုတ်ကလွယ်တယ်လို့မဟုတ်ဘူးအဲ့ဒါကြောင့်မလို့ CNA တွေ CNA ဟိုတွေကအမျိုးသားတပ်မတော်အဆင့်နဲ့ထန်တလန်မြို့သိမ်းတဲ့ပွဲကြီးကိုဆင်နွှဲနေပါတယ်ဆိုတော့ CCD ရော CNA ရောအကုန်လုံးပေါင်းပြီးမှတိုက်ကြတယ်မနိုင်ကြဘူးလေ CBD ကဖလန်းလည်းသိမ်းနိုင်တယ်မင်းတပ်လည်းသိမ်းနိုင်ကမ်ပလက်လည်းသိမ်းနိုင်မတူပီလည်းသိမ်းနိုင်တယ်ချင်းကျူးလည်းသိမ်းနိုင်တယ်သူတို့အဲ့မှာအသက်တွေဘယ်လောက်ထိရင်းခဲ့ရတယ်အများကြီးပဲအဲ့ဒါကြောင့်မို့စစ်တိုက်တယ်ဆိုတော့လွယ်တဲ့ကိစ္စမဟုတ်ဘူးအဲ့ဒါမလွယ်တဲ့ကိစ္စတွေကို CBD ကပဲလုပ်တယ်လုံနိုင်တယ် CNA တွေမလုပ်နိုင်ဘူး CNA တွေသိမ်းတဲ့ချင်းပြည်ရဲ့စခန်းတွေကိုပြန်ပြီးမှကြည့်လိုက်ရဲစခန်းသေးသေးလေးတွေနဲ့ကာကင်းစခန်းလေးတွေပဲရှိတယ်ရဲစခန်းသိမ်းလိုက်ရင်ကာကင်းစခန်းသိမ်းလိုက်ရင်နဲ့ချင်းပြည်ကမလွတ်မြောက်နိုင်ဘူးချင်းပြည်တစ်ခုလုံးလွတ်မြောက်ဖို့မပြောနဲ့မြို့နယ်တစ်ခုတော့မလွတ်မြောက်နိုင်ဘူးဒါဟာကိုကျွန်တော်တို့ချင်းပြည်သူတွေကအမှန်တရားကိုနားလည်ဖို့လိုတယ်ဟုတ်တယ်တော်လန်ရေးကာလမှာပိုပြီးမှ CBD ကအလုပ်ဖြစ်တယ် CB ကိုအားပေးရမယ်တော်လန်ရေးကာလလွန်သွားရင်ရော CNA ဆင်အားကိုနေရမရနိုင်ဘူးလားဘယ်သူမှမပြောနိုင်ဘူး CNA ဆင်အားတွေကသူတို့မှအုပ်ချုပ်ရေးပိုပြီးမှတော်တယ်ချင်းပြည်ရဲ့စီးပွားရေးလူမှုရေးပညာရေးတွေမှာသူတို့ပိုပြီးမှတော်တယ်ဆိုတော့ CNA ကိုပဲအားပေးရမယ်လေဒီလိုမဖြစ်ရမှာဒီနေရာမှာကျွန်တော်ပြောချင်တာကကျွန်တော်တို့ချင်းလူမျိုးတွေကအားလုံးတောင်ပိုင်းကအားလုံးအတူတူပဲကျွန်တော်တို့ဘာကိုကြည့်ရမလဲချင်းပြည်ရဲ့အနာဂတ်ကောင်းစားရေးအတွက်တစ်ခုပဲကြည့်ရမယ်ချင်းပြည်ရဲ့အနာဂတ်ကောင်းစားရေးကိုစဉ်းစားတဲ့အခါမှာ CB ကလုံးမဖြစ်ဘူးဆို CB ကိုအားမပေးနဲ့ CNA ကလုံးမဖြစ်ဘူးဆို CNA ကိုအားမပေးနဲ့ဒီလိုမျိုးကျွန်တော်တို့စဉ်းစားရမယ်အဲ့ဒါမှကျွန်တော်တို့ကစိတ်ကြုံဘဝကနေလွတ်မှာဒီတချင်းသာကျွန်တော်တို့ချင်းလူမျိုးတွေအောင်မြင်ခဲ့ဘူးဒီစစ်ပွဲရှုံးသွားတယ်ဆိုလို့ရှိရင် CNA တွေလည်းတကောင်မှအသက်ရှင်မထင်နဲ့ CB ခေါင်းဆောင်တွေရောရဲဘော်တွေတကောင်မှအသက်ရှင်မထင်နဲ့ဒီပွဲမှာရှုံးသွားရင်အားလုံးသိပါအခုမင်းတို့ငါတို့ရဲ့အချိန်တွေကဘာလဲဘယ်လိုနဲ့တူလဲဆိုတော့ငါတို့ချင်းလူမျိုးတွေဆိုတော့ဒီချင်းပြည်နယ်နဲ့ပတ်သက်တဲ့ဟာတွေပဲနည်းနည်းပြောမှာဒီအချိန်တွေကငါတို့ကဘာနဲ့တူလဲဆိုတော့ငါတို့တခါလေကြာရင်ရွာမှာခရစ်စမတ်ပွဲတွေပါတယ်လောက်ကြတယ်မဟုတ်လားအဲ့ဒါမှနနောက်တွေအများကြီးကိုခြံတစ်ခုထဲမှာတက်စားဖို့စုထားတယ်လို့မျိုးပဲအချင်းတိုင်းရင်မနေ့ပြန်လာတစ်ပတ်ခါလာအဲ့ဒါနနောက်တွေကိုငါတို့တက်စားကြတယ်လေခရစ်စမတ်ပွဲအတွက်ဒီလိုမျိုးပဲမင်းအွန်လိုင်းကလည်းငါတို့ကိုအခုခြံကြီးထဲမှာချင်းလူမျိုးတွေ CB ရော CNA တွေအကုန်လုံးထည့်ထားတယ်
ngáo đó đi bơi mà này cũng rồi xin mà nếu phải tìm là tập cả tìm là mà đi chào đó với mẹ ngáo đó ai mà nếu phải tập cả tìm mấy con này à chỉ như khuya này ra đấy ai là noa đấy à đi lưu nước phía này đấy ai là trong lúc CBD phê phê CIA phê phê bắt tu cũng mà tại chuyện chỉ lưu nước chuyện gì đó với mẹ CIA ở công sản bài này giờ lâu giờ đi cả làm mà khả năng gì à đi thế là đấy điချင်းလူမျိုးတစ်မျိုးလုံးရဲ့အနာဂတ်ကိုပါချင်းချောက်တဲ့အနေအထားမျိုးရောက်လာတယ်ချင်းလူမျိုးရဲ့မြို့သားလုံခြုံရေးကိုပါထိခိုက်တဲ့နိုင်ငံရေးပုံစံမျိုးကိုဒီကောင် CIA ဆန်အပ်ဖို့လူကြီးပန်းနေရသွားနေတယ်ဆိုတော့ဒီဟာက CBD က CIA တွေကိုထိုးစစ်ဆင်လာတယ်ဆိုလို့ရှိရင်လူမျိုးရဲ့အမုန်းတရားပေါ်မှာအခြေခံပြီးမှထိုးစစ်ဆင်လာမှာမဟုတ်ဘူးဒီဟာကိုနားလည်ဖို့လိုတယ်အဲ့ဒါကြောင့်မလို့ဒီလူမျိုးတွေကိုလူမျိုးအချင်းချင်းတွေတွေးချောင်းစီးမဲ့ကိစ္စတွေကြီးကြီးကျယ်ကျယ်မှာဖြစ်ခင်မှာ CIA ဆန်အပ်ကိုခေါင်းဆောင်ပိုင်းတွေကအပြောင်းလဲလုပ်တဲ့တယ်သူတို့လည်းနိုင်ငံချမှာပဲလေသူတို့အပြောင်းလဲလုပ်လည်းမြေပြင်မှာဘာမှထိခိုက်မှုမရှိဘူးလေကျန်တဲ့ခေါင်းဆောင်တွေတက်လာပါစေပေါ့ဥပမာ CIA ဆန်အပ်ထဲမှာဟိုရုံးမှာဖက်ကြားဆိုတဲ့ထောင်လုံးတို့ဘာတို့ကို CIA ဆန်အပ်ရဲ့ကောက်ခွေရေးဝင်ကြီးတို့ခန့်လိုက်လူငယ်တွေပြောလို့ရတယ်ဆိုလို့ရတယ်သူတို့အချင်းချင်းမှမဟုတ်ဘူးဒါမှမဟုတ်ဟာခါဖက်ကပဲဖြစ်ထန်တလန်ဖက်ကပဲဖြစ်လူငယ်တယောက်ကိုကောက်ထက်လိုက် CIA ဆန်အပ်ကောင်ထေပန်းကောင်းဆောင်တွေထဲမှာဒီပါထန်တို့ဒီဘွေကောင်းတို့သူတို့ကိုသူဖိန်မန်းကောင်းမှမသိတဲ့ဟိုမန္တလေးစကားသမားလို့ဟုတ်လားမလေးရှားပွဲစားလို့ဒီလိုမျိုးကောင်းနေတော့လုံးမဖြစ်ဘူးအဲ့ဒါကြောင့်မလို့ကိုပြန်ပြီးမှမေးကြငါချင်းလူမျိုးစစ်ဆိုလို့ရှိရင်ဒီလိုမျိုးအပြောင်းလဲကိုသွားနိုင်ရမယ်ငါတို့ကအချင်းလူမျိုးအချင်းချင်းမတက်ရဘူးဒီလိုမျိုးလူမှုရေးအတွေ့အခေါ်နဲ့အယူဆနဲ့မရတော့ဘူးငါတို့ချင်းပြင်းရဲ့နိုင်ငံရေးအခြေအနေကဒီယောဂါကတော်တော်ရင့်နေအနည်းဆုံးစေခံပြတာလောက်တမားတော်နဲ့ကူးတာလောက်မရတော့ဘူးငါတို့က operation လုပ်ရမယ့်အခြေအနေမျိုးငါတို့ချင်းပြည်နိုင်ငံရေးအခြေအနေကအဲ့ဒါကြောင့်မလို့အသက်တွေကလည်းကြည့် CIA အောက်ခေါင်းဆောင်ပန်းညာအသက်60ကျော်နေပြီလူတတန်းအရာကြည့်မယ်ဆိုလို့ရှိရင်လည်းအချင်းမီးနိဗ္ဗာန်ရောက်သွားနိုင်တဲ့ကောင်လေငရဲပြည်တော့မဟုတ်ခေါင်းကင်တော့မဟုတ်အချင်းမီးမနစ်ပြန်လာတပတ်ခါလာလျော်မောစခေါင်းဆိုစကားပြောရင်တော့မှသူတုံနေပြီလေမကြခင်သေးတော့မယ်ကောင်ပြဿနာတွေကိုချင်းပြီးမှအများကြီးမွေးခဲ့တယ်မင်းတို့ဟာခါတွေပဲဖြစ်ဖြစ်ထန်တန်လာနေပဲဖြစ်ဖြစ်မြောက်ပိုင်းကတီးတင်နေဖလန်းနေပဲဖြစ်ဖြစ်တောင်ပိုင်းကလူတွေရင်ကျုံကချင်းမျိုးမဟုတ်ဘူးအဲ့ကောင်ကော်ခါအဲ့ဒါကြောင့်မလို့ချင်းပြည်ကိုဒီလောက်မြည်မွေးနေတာဗောမင်းတို့ငါတို့လို့ချင်းမျိုးစစ်ချင်းတွေအပြစ်ပါတဲ့လူတွေကချင်းပြည်နယ်ကိုအလုံးစုံပြတ်သုံးသွားမှာတော့ဘယ်သူမှလိုချင်မှာမဟုတ်ဘူးလေဟုတ်တယ်မဟုတ်လားမင်းလည်းချင်းမျိုးငါလည်းချင်းမျိုးငါတို့လည်းငယ်ရတဲ့ဆာဒါငါတို့ဖူးဖွားတွေကောင်းချခဲ့တဲ့နေရာပဲလေငါတို့ကချင်းပြည်ကိုချစ်တယ်ဆိုတော့ကိုလူမျိုးချင်းပြဿနာမဖြစ်ချင်ဘူးဒါပေမဲ့ရင်ကျုံကော်ရခါကြတော့ချင်းလူမျိုးတွေတောင်ပိုင်းနဲ့မြောက်ပိုင်းနဲ့အတကုံချတာကိုလိုချင်တယ်မင်းတို့ဒီဟာတွေကိုစဉ်းစားကြအဲ့ဒါစာခေါင်းဆိုတာလည်းချင်းလူမျိုးတို့ချင်းလူမျိုးဒါပေမဲ့နိုင်ငံခြားသားမင်းတို့အခုချိန်မှာစကားစားတယ်ချင်းမင်းတွေကအကုန်လုံးပြန်ပြီးမသိမ်းသွားတယ်ဆိုလို့ရှိရင်လျာမောစခေါင်းတို့အဲ့ဒါဝီလျံမာတို့ရွှေခါတို့ဘာမှခံစားရမှာမဟုတ်ဘူးသူတို့ကနိုင်ငံခြားသားတွေဟိုးနိုင်ငံခြားမှာနေတဲ့ကောင်တွေအဲ့ဒါချိန်ကျရင်ခံရမှာက CBO CIA ရောအကုန်လုံးခံရမှာရဲဘော်တွေခုမင်းတို့အပေးနေတယ်မြေပြင်ကနေ CIA အော်နေတဲ့ကောင် CBCB အော်နေတဲ့ကောင်စကားစားမင်းတို့ CBCA မသိရမှာဘူးမင်းတို့အကုန်လုံးကြိတ်မှာအဲ့ဒါကြောင့်မလို့ဒီဟာတွေကိုသေးသေးချာချာစဉ်းစားကြ CIA အောက်တွေဆိုတာကချင်းလူမျိုးတွေနဲ့လုံးဝမသက်ဆိုင်တော့တဲ့နိုင်ငံခြားသားတွေငါတို့ကဘာဖြစ်လို့ဒီလိုမျိုးတွေပြောနေလဲဆိုတော့မင်းတို့ချင်းပြည်ကလူမျိုးတွေကိုကောင်းမွန်တဲ့နိုင်ငံရေးစနစ်ကောင်းမွန်တဲ့အစိုးရတရက်ဒီလိုမျိုးရဲ့လက်အောက်မှာနေစေချင်တယ်မတိုးတက်ရင်တော့မလုံလုံချုံချုံလေးချေနေစေချင်တယ်ကိုချင်းလူမျိုးရိုးရရင်ချင်းမှုတင်ကီတာလူရဲ့ဂုံတိခါပြေးွားနေမင်းတို့ကိုနေစေချင်တယ်အဲ့ဒါကြောင့်မလို့ငါတို့အများအားပြောနေတာငါဆယ်လီဖြစ်ချင်တဲ့ကောင်လည်းမဟုတ်ဘူးရှင်းပြောတာငါဒီလိုမျိုးနိုင်ငံရေးစကားတွေပြောတာတဲ့တချင်းရေးတာကမှဆယ်လီပုံပြီးမှဖြစ်သေးတယ်ငါတချင်းရေးတယ်မှတချင်းမှာကိုနာမည်ကြီးပြီးသားမင်းတို့ရှင်းပြောပြမယ်ဒီလိုမျိုးနိုင်ငံရေးလိုက်တွေတစ်ခုနှစ်ခုရလို့ကျင်းနဲ့နေမဲ့ကောင်းစားလေးမှာငါမပါဘူးဆိုတော့ဒီလောက်ပဲတေချာစဉ်းစားကြချင်းတွေမျိုးတွေမင်းတို့နမောနမဲနဲ့ CIA တော့ဆော့အော်နေတော့ချင်းပြည်ရဲ့နိုင်ငံရေးခင်းချင်းကအလုံးဆောင်ပြတ်တုံးကြီးကိုပဲသွားလိမ့်မယ်
ဆိုတာဒီညဒီလောက်ပြောချင်တာနော်အားလုံးကိုကြည့်တင်တယ်တေချာစဉ်းစားကြ